إنا أعطيناك الكوثر တမန်တော်ဆလ္လာလာဟူအလိုင်ဟီဝဆလမ်ရဲ့သားတော်ကာဆင်ဂျူရီဝါယာဒီမာအဗ်ဒူလာဆုံးသွားတော့အဘူဂျဟ်နောက်ရီဝါယာဒီမာအာစ်အလ်အာစ်အစ်ဘ်ဝိုင်လ်ကာဖရီကပျော်ပြီးတော့ဗာပြောတယ်ဆိုတော့ဒီမုဟမ္မဒ်ရဲ့သားတွေနော်နောက်မှအစ္စရာဟိမ်လည်းဆုံးသွားတယ်တာယောက်ျားလေးတယောက်မှထုံကားလာတာမရှိဘူးဆိုတော့အဘူဂျဟ်တို့ဗာပြောလို့ဆိုတော့မုဟမ္မဒ်ကအမင်းပြအဘတာဆိုတာဗါလဲအမင်းပြဒီနည်းပြောရင်ဒါဒီကအတုံးလုံးနဲ့တုံးပြမှဆိုလို့ရှိရင်ဆရာတို့တကောင်ကြွဲ့ကွာဟာလားသူ့ကူညီမဲ့ဒါယောက်ျားလေးတွေတယောက်မှမရှိတော့ဘူးဟာလားစိတ်ပွဲမှာသူ့ကာကွယ်မဲ့ချိန်တိုင်းမှာသူအကာအကွယ်ပေးမဲ့ယောက်ျားလေးမထွန်းကားတဲ့သူကဒီလူအပ္ပတတ်ပဲဒီလူအမင်းပြပဲအဲလူကတကောင်ကြွဲ့ပဲပြီးတော့သူတေပါပြီဆိုလို့ရှိရင်လည်းသူ့ရဲ့ကောင်းကြောင်းပြောမဲ့လူတွေရှိတော့မှာမဟုတ်ဘူးသူ့ရဲ့အလုပ်တွေကိုလုပ်မဲ့လူလည်းရှိတော့မှာမဟုတ်ဘူးဆိုတော့မုဟမ္မဒ်ကအဘတာအမင်းပြဓမ္မဝင်တကောင်ကြွဲ့ဘယ်သူမှသူ့အကြောင်းကောင်းရာတွေပြောမဲ့လူမရှိတော့ဘူးသူအကူကြီးမဲ့လူလည်းမရှိတော့သူတင်ရင်ပွဲပြီးသွားပြီသူတင်ရင်ပွဲပြီးသွားပြီသူရဲ့ဒီလုပ်ငန်းစဉ်တွေကိုတာဝန်ယူပြီးမှလုပ်မဲ့လူတွေရှိတော့မှာမဟုတ်နော်ဒီမှာလည်းလို့ပဲလူတယောက်စီပါရေးမှာတကယ်ရှေ့ကိုရောက်နေတဲ့လူသူသားသမီးတွေစုံသွားပြီမရှိတော့ဘူးဆိုလို့ရှိရင်သူနာမှာလူတွေမရှိတော့ဘူးဆိုလို့ရှိရင်ဒီကောင်တော့တခဏပဲကွာဟုတ်လားသုံးဝရဲ့ကရုံးသူစီးစိမ့်နေတယ်တောက်ကုန်ပါပဲဟုတ်လားလက်စင်ကဒီစီးပွားရေးကိုထိမဲ့လူမရှိဘူးဆိုတော့ဒီကောင်စီးပွားရေးတော့ပြုတ်မှာပဲစိတ်ထဲမှာပျော်တယ်အခုကာဖေတွေလည်းပါတယ်ဘူဂျာလ်တို့ကလာအစ်ဘ်နဲ့ဝိုင်လ်တို့ကပျော်တယ်ဒီတမန်တော့တေဝါပြီဆိုလို့ရှိရင်တွားပြီးပွဲပြီးသွားပြီမင်းအစ္စလာမ်တောဟီဒ်အကလုံးအတန်ပြောက်ပဲအတန်တိတ်ပဲဘယ်သူမှတာဝန်ဆက်ယူလို့လူလက်ကမ်းတာဝန်ယူမဲ့လူလည်းမရှိတော့ဘူးသူကာကွယ်မဲ့လူလည်းမရှိသလိုတွားပြီးမုဟမ္မဒ်ကအဘတာအဲ့ဒီအချိန်မှာလောရှိမြတ်ကဒီလူတွေကိုအဖြေပေးတာမုဟမ္မဒ်ကအဘတာမဟုတ်မုဟမ္မဒ်ကအဘတာမဟုတ်မုဟမ္မဒ်ဒီရန်သူပြောတဲ့လူအဘူဂျဟ်တို့အလ်ဝိုင်လ်ဘင်ဝါအလ်အာစ်ဘင်ဝိုင်လ်တို့ဒီလူတွေဒီသာလင်အမီးပြတယ်တကောင်ကြွဲ့တယ်ဓမ္မတော်ရဲ့ဒီတာဝန်ကိုဆက်ဟလာယူမဲ့ပုံကိုယ်တွေအလောရှိမြအများကြီးဖန်ဆင်းဖို့အလ္လာဟ်စီမှာစီမံကိန်းရှိတယ်ဒီအစ္စလာမ်ကိုကိယာမတ်နေ့ထိအလောရှိမြထိန်းသိမ်းဆောက်ရှောက်သွားဖို့ဒီအစ္စလာမ်ကိုပို့ချမဲ့ဟလာဆာဟာဘာတွေတာဘင်းတွေတပည့်တာဘင်းတွေဥလမာမုရှာဟီဒင်းတွေဟလာဒီခေတ်အထိအစ္စလာမ်ကတိုးတက်လာနေတာပဲရှိတယ်ဟုတ်လားဆုတ်ယုတ်သွားတယ်ဆိုတာမရှိဘူးအရေးအတွက်အဖြစ်တိုးတက်နေတာပေါ့နော်အရေးအတွက်အဖြစ်ဆုတ်ယုတ်လာတယ်ဓမ္မတော်ရဲ့ခေတ်နဲ့ဝေးလေအစ္စလာမ်ရဲ့အရေးသွေးတွေကညော့သွားလေတွေဖြစ်နေဓမ္မတော်ရှိမြတ်ကဓမ္မတော်များကိုတတ်တဲ့လူတွေအခုလည်းအများကြီးဓမ္မတော်များကိုသူတို့ပို့နေတဲ့လူတွေကဘာပေါ်မှာအများကြီးဓမ္မတော်ရဲ့အကြောင်းပြောနေတဲ့လူတွေအများကြီးအဘူဂျဟ်အကြောင်းပြောတဲ့လူတရားဟောမရှိဒီလိုတရားဟောတဲ့အချိန်မှာပဲဆရာတွေအဘူဂျဟ်မကောင်းကြောင်းပြောတာပဲရှိတယ်အပြင်မှာဘယ်ဘဝမှာအဘူဂျဟ်အကြောင်းမရှိဘူးအဘူဂျဟ်ဘာမှဒရုဒ်ပို့တဲ့လူတွေထိုင်နေထောင်းနေတောင်းနေရှိတယ်အဲ့လိုရှိလားဟမ်အလ္လာဟ်မဆလ္လီအလာအဘီဂျဟ်လင်ရှိလားမဟာနဘီဆလ္လာလာဟူအလိုင်ဟီဝဆလမ်ရဲ့အကြောင်းဝရဖအနာဒီကရဝရဖအနာလကဒီကရအလောရှိမြတ်တမန်တော်များရဲ့ဒီကောင်းကြောင်းတွေကိုဟာလာမြင့်တည်တဲ့မြင့်အောင်အလောရှိမြတ်ပြုလုပ်ပေးလိုက်ပြီတမန်တော်များရဲ့အကြောင်းအမြဲတူတွေပြောနေသလိုတမန်တော်များရဲ့အပေါ်မှာဒရုဒ်ပို့တဲ့လူတွေလည်းအများကြီးရှိနေတယ်ဒါတော့ရှိမြတ်
ရဲ့တကူတော်ပဲဆိုတော့အတိတ်ပဲဘာပြောလဲဆိုတော့ငါအလ္လာဟ်ရှင်မြတ်ဟာတဲ့ဘုမုဟမ္မဒ်အသင်ကိုကောင်းမှုတွေမြောင်များစွာခဲကသီရငါမင်းကိုချီးမြှင့်လိုက်ပြီဒီဒီမှာလည်းလာပြီကောင်းမှုတွေအများကြီးငါချီးမြှင့်လိုက်ပြီတဲ့အဲ့ဒီတည်းကနေဟောတဲ့ကောသရဘယ်မှာနေကြရင်ကောသရဆိုတဲ့ရေကန်ကိုတော့ရှင်မြတ်ချီးမြှင့်မယ်အဲ့ဒါအဲ့ဒီကောသရလည်းဖြစ်နေတယ်လို့ဒုနီယာမှာတော့ရှင်မြတ်ပေးထားတဲ့ကောင်းကြီးတွေအားလုံးခုတဲ့ဟဲ့လားကောသရလို့ပြောတယ်ကောင်းကြီးမြောင်များစွာကိုကောသရလို့ပြောတယ်သို့မဟုတ်ကျာမနေ့ကျရင်တော့ရှင်မြတ်ကောသရရေကန်ချီးမြှင့်မယ်ကောသရရေကန်ချီးမြှင့်ဆိုတော့ဒီကောသရရေကန်ကိုတော့ရှင်မြတ်ချီးမြှင့်တဲ့အတွက်ကြောင့်ကောင်းမှုအစုစုမင်္ဂလာအပေါင်းအစုစုကိုဖျားကိုတော့ရှင်မြတ်ချီးမြှင့်တဲ့အတွက်ကြောင့်အဲလိုရှင်မြတ်ဗာပြောတယ်ဆိုတော့ဖဆလီလီရောဘီကာဝန်ဟာဖဆလီရောဘီကာဝန်ဟာကိုကောင်းမှုအများကြီးကိုတော့ရှင်မြတ်ချီးမြှင့်လိုက်ပြီကောသရဆိုတဲ့ရေကန်ကိုလည်းရှင်မြတ်ချီးမြှင့်လိုက်ပြီဆိုတော့အခုဘာလုပ်ရမလဲအလ္လာဟ်ရှင်မြတ်အတွက်နမတ်ဖတ်ရမယ်ပြီးတော့အလ္လာဟ်အတွက်ကုရ်ဘာနီလုပ်ရမယ်အလ္လာဟ်အတွက်ကုရ်ဘာနီလုပ်ရမယ်ဖဆလီရောဘီကာဝန်ဟာအင်နရှာနီအကဟူအလ်အဘတရဘုမုဟမ္မဒ်အသင်ရဲ့ရန်သူအဘူဂျဟလ်တို့လူတွေဟဲ့လားအသင်ရဲ့တာဆုံးသွားလို့ပျော်တဲ့လူတွေအလ်ဝိုင်ဘင်အလ်အာရှ်အဘ်နဝိုင်ကဲ့သို့သောလူတွေသူတို့ဒီသာလင်ဟဲ့လားအမီတုံအမီပြဟဲ့လားတကောင်ကြွဲ့တွေဖြစ်တယ်တဲ့သူတို့အကြောင်းပြောလို့လူတွေဘယ်လိုမှရှိတော့မှာမဟုတ်ဆိုတော့ဒီနေရာမှာလည်းကောင်းခြင်းမင်္ဂလာအဖျားကောင်းမှုများရပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲအလ္လာဟ်ရှင်မြတ်ကိုကျေးဇူးတင်ရမယ်အလ္လာဟ်ရှင်မြတ်ကျေးဇူးတင်မလို့ဘာလုပ်ရမလဲအလ္လာဟ်အတွက်နမတ်ဖတ်ရမယ်အလ္လာဟ်အတွက်ကုရ်ဘာနီလုပ်ရမယ်အခုကုရ်ဘာနီရှေ့မှာလာနေပြီဟာဂျ်လာပြီဆိုလို့ရှိရင်ကုရ်ဘာနီလုပ်ရမယ်ဆိုတော့ဆလာတ်ဆောက်တည်ခြင်းဟာဒါအလ္လာဟ်ရှင်မြတ်ကိုကျေးဇူးတင်ခြင်းဟဲ့လားအလ္လာဟ်ရှင်မြတ်ကိုကျေးဇူးတင်တဲ့လူဆိုရင်နမတ်ဖတ်ရမယ်လူတယောက်ကြည့်တဲ့နမတ်မဖတ်ဘူးဒီကောင်အလ္လာဟ်ရှင်မြတ်ကိုကျေးဇူးတင်တဲ့လူထဲမှာမပါဘူးအလ္လာဟ်ရှင်မြတ်ကိုကျေးဇူးတင်ခြင်းတယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲနမတ်5ချိန်ဖတ်နမတ်5ချိန်ဖတ်ပြီဆိုလို့ရှိရင်ဒီလူကအလ္လာဟ်ရှင်မြတ်ကိုကျေးဇူးတင်နေတဲ့လူဖြစ်တယ်နော်ဆိုတော့အမြဲအလ္လာဟ်ရှင်မြတ်ရဲ့နေမတ်ကရှိနေတယ်အမြဲရှိနေတယ်မကြီးမတွက်နိုင်တော့တဲ့နေမတ်တွေရှိနေတယ်ဒီနေမတ်တွေဆရာကျွန်တော်တို့ကဘာရှိလဲဘာမှမရှိဘူးဟာလားတိုက်ရီတာရီဆိုင်ရီလေရီမြေရီဟာလားတင်ဘောရီလေရင်တွေဘာတစ်ခုမှကျွန်တော်တို့မပိုင်ကဘီးပြောကျွန်တော်ဘာတစ်ခုမှမပိုင်မိမတို့တယောက်မရသေးဘူးဘလို့လို့ကျွန်တော်နေမတ်စီတဲ့မှာရှိနေတယ်ဟုတ်လားဘလို့ရှင်ကပေးရတဲ့နေမတစ်ခုချင်းကိုတစ်ခုချင်းစီရည်တွဲမှဆိုလို့ရှိရင်ရည်တွဲလို့နေမှာမဟုတ်ဘူးဘလို့တန်ဖို့ကြီးတဲ့နေမတဲ့တော့ရှင်ကပေးထားတယ်ငါတို့လိုလူတွေပဲဟဲ့လားငါတို့လိုလူတွေပဲဘယ်ရောက်နေလဲဆေးရုံမှာရောက်တယ်ဆေးရုံမှာရောက်နေအောက်ဆီဂျင်သွင်းထားတယ်သတိလက်နေတယ်အများကြီးအမေတယောက်နဲ့မဟုတ်ဘူးဆေးရုံတွေမှာသွားကြည့်တကယ်ဂရီကျွဲတထေးတွေဘာမှစားလို့မရဘူးကောင်းပြီအခုဆရာပြောမယ်ကဘီးကိုပြောမယ်မင်းမျက်လုံးနှလုံးပေးလိုက်မင်းမျက်လုံးနှလုံးရဲ့အစာကဘာတစ်ခုစလုံးရဲ့ဘယင်ကတော့လှုပ်ပေးလိုက်မယ်ဒီကဘာတစ်ခုစလုံးရဲ့ဘယင်ကွာမျက်လုံးနှလုံးငါတို့ပေးလိုက်ရမယ်ဟာလားငါတို့ဒီဘက်မှာမျက်လုံးလိုနေတယ်ဟာလားငါတို့ရဲ့တကယ်အခြေခံရအောင်သောလူတယောက်အခုမျက်လုံး operation လုပ်မျက်လုံးလဲရမယ်ကဘီးကိုပြောတယ်မျက်လုံးနှလုံးပေးလိုက်မင်းကဘာရဲ့ဘယင်နိုင်ငံတကာရဲ့ဘယင်လုံးငါတို့တတ်မှလိုက်ကဘီးပေးမလားဟမ်ကဘာကြီးတခုစလုံးပိုင်သွားမလဲကွာဘယင်တော့တမရမဟုတ်ဘယင်ပြေးသွားမှာ
သမဏက9နှစ်ဆိုရင်ဒီကသမီးဆွဲချလိုက်ဦးမယ်မင်းဘယင်ဖြစ်ပါမယ်ကဘာရဲ့ဘယင်ကပီးဘာပြောတဲ့ကဘာကလိုက်လုံးမယ်မျက်စိနှလုံးပဲပေးလိုက်လဲမလားလူမှလဲဖို့အသိမရှိဘူးဒါလည်းပြောတဲ့ငါမှဘာမှမရှိဘူးလေဟာမင်းဒီမှာရှိတဲ့မျက်လုံးနှလုံးပေးလိုက်တကဘာလုံးရဲ့မင်းဘယင်ဖြစ်သွားမယ်တကဘာလုံးကမင်းအမိန့်နာခံမယ်မင်းဘာပြောတယ်ပဇာနဲ့ဘာထွက်လာတယ်အဲ့ဒါပဲကြည့်နေမယ်ကဘာတစ်ခုစလုံးကမင်းပြောတာအကလုံးစီသိပြီပဲဒီမျက်လုံးနှလုံးနဲ့လဲမလားဘယ်မှမလဲဘူးမင်းကဘာရဲ့ဘယင်ထားလိုက်ကွာငါမျက်စိလေးနဲ့ငါဘာပဲဖြစ်ဟဲ့လားငါပြောသလိုဘာမှမရှိရင်လေဘာမှမရှိရင်လေငြုပ်စီထောင်းနဲ့စားနဲ့ငါသမင်းစားမယ်ကွာငါသားရင်မလို့ချင်းမပြောဘူးလားအပြီးပြောပါငါငြုပ်စီထောင်းနဲ့စားနဲ့စားရီဖြူလို့ငြုပ်စီထောင်းနဲ့သမင်းစားမယ်ငါအေးစမျက်လုံးနှလုံးနဲ့ကဘာကြီးကငါမြင်ရမယ်ကဘာကြီးကငါမြင်ရမယ်အေးစေးသွားလို့ရမယ်လာလို့ရမယ်စီဝါရေးလုပ်လို့ရမယ်ဟုတ်လားဆိုတော့ဘယ်သူမှမလဲဘူးဒီလောက်နေမတရပေးရတာတော့ဒီမျက်စိနှလုံးရဲ့တန်ဖိုးဘယ်လောက်ကြီးလဲဆိုတော့ကြည့်ဒီကောင်းပြီအခုတယောက်ကိုပြောမယ်နိုးကိုပြောမယ်မင်းဟလာရှင်းရုံမှာတော့အိတ်နေရမယ်အောက်ဆီဂျင်သွင်းရမယ်ငါတို့သွင်းထားမယ်ဒီယောဂကိုမင်းလက်ခံလိုက်ကျန်တဲ့မင်းဘာတောင်းလာလို့ပေးမယ်ဒီမှာတအိတ်နေမယ်အောက်ဆီဂျင်သွင်းရမယ်ဘာစားလို့မရဘူးအဲဒီယောဂတဲ့ပုံစံမျိုးနဲ့မင်းဖြစ်လိုက်ပြောမယ်ဒါပဲသွားဘာလဲကွာမင်းစေးဦးမှာသွားဘလို့မှယောဂတဲ့ဖြစ်ဘလို့မှအောက်ဆီဂျင်သွင်းဘာမှစားလို့မရဘူးဒီဘဝကိုဘလို့တော့ငါလဲမလဲငါဒီမှာအေးစစ်စစ်ငြုပ်ပြီးထောင်းနဲ့စားမယ်ဘာမှအဲ့ဒါအေးဆေးဘက်ကကျမ်းမရေကောင်းတယ်ကျမ်းမရေကောင်းတယ်ဟိုဘလို့လို့သွားမလို့စေးဦးမှာသွားဘလို့မှအောက်ဆီဂျင်သွင်းပြီးတော့ဘာမှစားလို့မရဘူးဒီတိုင်းပဲလဲနေလဲမလားဟမ်ကျမ်းမရေကောင်းတာနဲ့မကောင်းတာနဲ့လဲမလားမလဲဘူးဟိုမှာရှိနေတဲ့တက်တဲ့ရှင်းနေတဲ့အရှင်ကြီးဒီကျမ်းမရေကောင်းတဲ့ဘဝနဲ့ကျမ်းမရေမကောင်းတဲ့ဘဝသူမလဲဘူးအလ္လာဟ်အက္ဘာဆိုတော့အလောရှိမြတ်နေမတ်တွေအများကြီးရှိတယ်အခုဘာလို့ရမလဲအလောရှိမြတ်ကိုကျေးဇူးတင်ရမယ်နမတ်ဖတ်ရမယ်ကုရ်ဘာနီလာကုရ်ဘာနီလုပ်ရမယ်တာဝန်ရှိဒီမှာအာယတ်မှာဖဆလီလီရောဘီကာဝန်ဟ်နမတ်ကိုအရင်ပြောတယ်နမတ်အရင်ဖတ်ပြီးတော့ကုရ်ဘာနီလုပ်ပြီးတော့ကုရ်ဘာနီလုပ်နမတ်ရဲ့အရင်လူတယောက်ကကုရ်ဘာနီလုပ်ရမယ်ဟမ်နွားအကောင်20 30နမတ်ရဲ့အရင်လုပ်လဲကုရ်ဘာနီလုပ်ရမယ်ပိုင်မလားမပိုင်အဲ့ဒါကြောင့်ကုရ်ဘာနီဝန်ဟ်ကပဲအချိန်လဲနမတ်ပြီးမှနမတ်ပြီးမှဆိုတော့အလောရှိမြတ်အားလုံးကိုပြောလို့လူဘောနားထောင်လို့လူဘောလိုက်နာကျင့်သုံးနိုင်တဲ့စွမ်းအားအလောရှိမြတ်ပေးထားတဲ့နေမတ္တိရဲ့တန်ဖိုးတိပြီးတော့အလောရှိမြတ်ကိုချီးကျူးကျေးဇူးတင်နိုင်တဲ့စွမ်းအားအလောရှိမြတ်အားလုံးကိုချီးမြှင့်ပေးကြပါစေအာခီရူဒါဝါနာအလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်